အားလုံးပဲမင်္ဂလာပါဒေါက်တာအီဖြစ်ပါတယ်ဒေါက်တာကဒီနေ့နေရောင်က sunscreen အကြောင်းကိုချစ်ဆုံးလို့လာပြပြချင်ပါတယ်မျက်နှာအသားရည်လေးနေရောင်ကတဲ့ sunscreen ကိုတချို့တွေကလုံးဝမလိမ့်ကြပါဘူးတချို့ကကြတော့လေလိမ့်တယ်ဒါပေမဲ့သူတို့မျက်နှာမှာဖြစ်ပေါ်နေတဲ့တင်းတိတ်ပြဿနာတွေနောက်ပြီးအရွယ်မတိုင်ခင်အရေးကြောင်းတွေထွက်ပြီးအိုမင်းရင်ရော်တဲ့ပြဿနာတွေနောက်တစ်ခုကကြတော့အမဲဆက်တွေထွက်တာတွေပေါ့နော်နောက်ပြီးဝက်ချန်တွေပိုးဆိုးသွားတာတွေဒီလိုမျိုးပေါ့နော်သူတို့ရဲ့အသားရည်ပြဿနာကိုထိထိရောက်ပေါ့နော်ဖြည့်ရှင်းနိုင်တာမရှိကြဘူးလိမ့်တော့လိမ့်နဲ့မဖြည့်ရှင်းနိုင်တာတအုပ်စုလုံးဝကိုမလိမ့်တာတအုပ်စုပေါ့နော်လုံးဝမလိမ့်တဲ့အုပ်စုကကြတော့လေမျက်နှာအသားရည်ထိခိုက်မှုဒီနေအောင်ကြီးကြောင့်ထိခိုက်တာအရန်ခံရတယ်နောက်တချို့ကကြတော့လေလိမ့်တော့လိမ့်နဲ့ဒါပေမဲ့ဘာဖြစ်လို့ဖြစ်မှန်းမသိဘူးပေါ့နော်ဆိုတော့အဲ့လိုလူတွေတော့တတာကနေအောင်ကြီးကာဖို့sunscreen ကိုလိမ့်တဲ့နယ်ဆိုတာလေးအရင်ဆုံးပြောချင်တယ်နောက်ပြည့်အခါကျတော့လိမ့်တဲ့အခါမှာလည်းဘယ်လိုမျိုးထိရောက်မှုရရှိဖို့အတွက်စနစ်တကျလိမ့်ရမလဲမှန်မှန်ကန်ကန်လိမ့်ရမလဲဆိုတော့ဒီနေ့ပြပေးချင်ပါတယ်အဲ့တော့ကိုမျက်နှာအသားရည်လေးလှပချင်တဲ့အမျိုးသမီးတွေနိုင်တဲ့ဒီဗီဒီယိုလေးကအသုံးဝင်မှာမို့လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနော်sunscreen ကိုဒေါက်တာရေအခုထိကျမကတော့မလိမ့်သေးဘူးဆိုလို့ရှိရင် sunscreen ကဘာကြောင့်အရေးကြီးလဲဆိုတာဒေါက်တာပြပေးခြင်းနဲ့ sunscreen ကဘာကြောင့်အရေးကြီးလဲဆိုတော့နေရောင်ကြီးမှာဒေါက်တာတို့အသားရည်ကိုဒီအထူးသဖြင့်မျက်နှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒေါက်တာမျက်နှာလေးကဒီ main ကလေးအတွက်လည်းအရန်အရေးကြီးတယ်ဂရုစိုက်ရတဲ့နေရာလေးဖြစ်တယ်နောက်ပြီးအခါကျတော့ကိုကနော်ဒီမျက်နှာမှာအဝတ်တွေဝတ်မထားဘူးခန္ဓာကိုယ်မှာတော့အဝတ်တွေဝတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေရောင်ကြီးတန်းကိုခံရဆုံးကမျက်နှာပေါ့နော်အတိအတာဆုံးကမျက်နှာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့မျက်နှာနဲ့နောက်ပြီးတော့လေပင်ပေါ့နော်ဆိုတော့အဲ့ဒီနေရာတွေအတွက်ကိုနေရောင်ကြီးကောက်ဘာလို့အရေးကြီးလဲဆိုတော့ဒေါက်တာပြပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နေရောင်ကြီးမှာကဒေါက်တာတို့ကိုအကျိုးပြုတဲ့ဟာတွေအများကြီးပါတယ်ဒါပေမဲ့ဒေါက်တာတို့အသားရည်ကိုထိခိုက်စေနိုင်တဲ့ UVA နဲ့ UVB ကနေရောင်ကြီးမှာပါပါတယ်အဲ့တော့ UVA ကဒေါက်တာတို့အသားရည်ကိုဘာဖြစ်စေတယ်လဲဆိုလို့ရှိရင်အမဲဆက်တွေတင်းတိတ်တွေထွက်စေနိုင်တယ်နောက်ပြီးတော့ဒေါက်တာတို့ကဘာဖြစ်သွားလဲဆိုတော့ premature aging လို့ခေါ်တဲ့အရွယ်မတိုင်ခင်အိုမင်းရှင်းရော်တဲ့အရေးကြောင်းတွေထွက်တာတွေဒါမျိုးတွေဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့အရွယ်မတိုင်ခင်အိုမင်းရှင်ရော်ရဲဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အသားရည်ကိုယ့်ရဲ့အရွယ်ထက်စားလို့ရှိရင်အိုစာနေရပါတော့အဲ့တော့ဘယ်လိုမျိုးကိုခန္ဓာကိုယ်မှာကြည့်လို့ရတယ်လဲဆိုနေရောင်ကြီးမခံရတဲ့နေရာအင်ကြီးဖုံးထားတဲ့နေရောင်ကြီးမထိတဲ့နေရာတွေကိုတွားကြည့်ကြည့်ပါအဲ့ဒီနေရာအသားရည်ထက်ကိုယ့်ရဲ့မျက်နှာကအရေးကြောင်းတွေပိုများနေတယ်ပိုမဲနေရဆိုတော့သိကြတယ်ကိုနေရောင်ကြီးတန်ခံရလို့နေရောင်ကြီးဖြက်စီးတာခံရလို့ဒီအသားရည်လေးကပို့ပြီးတော့အိုမင်းရှင်ရော်နဲ့ကိုယ့်ရဲ့ရှိရင်းဆွဲအသက်ထက်ကိုပို့ပြီးတော့အိုမင်းရှင်ရော်တာပေါ့နော်အဲ့ဒါက UVA ကလုပ်ပေးတယ်နောက်ပြီးတော့ UVB ကကြတော့ဒေါက်တာတို့ကိုဘာတွေလုပ်ပေးလဲဆိုတော့နော်ဘာတွေအသားရည်ထိခိုက်စေသလဲဆိုတော့ UVB ကကြတော့ဒေါက်တာတို့အသားရည်နေလောင်တာတွေဖြစ်စေနိုင်တယ်နောက်ပြီးအခါကျတော့ဘာတွေဖြစ်စေနိုင်ဆိုအသားရည်ပျက်စီးမှုတွေဖြစ်စေနိုင်တယ်ပေါ့နော်ပြီးတော့ UVB ကြောင့်ဖြစ်တဲ့အသားရည်ပျက်စီးမှုကဒေါက်တာတို့အရေပြားကင်ဆာလို့ခေါ်တဲ့ skin cancer အထိကိုဖြစ်စေနိုင်တာတွေရှိရပေါ့နော်အဲ့တော့ဒေါက်တာတို့က UVA တွေ B တွေကိုကာကွယ်နိုင်မှုအတွက်ဒေါက်တာတို့မျက်နှာလေးကိုတကယ်ကိုနော်ကိုယ့်အတွက်တင့်တော်တဲ့ sunscreen ကိုဒေါက်တာတို့သုံးဖို့အရေးကြီးရပေါ့နော်နောက်ပြီးတော့နေရောင်ကြီးကြောင့် photo aging ဆိုတာဒေါက်တာတို့မှာဖြစ်စေနိုင်ပါတယ် photo aging ဖြစ်လို့ရှိရင်ဘာဖြစ်တတ်တယ်လဲဆိုတော့မျက်နှာအသားရည်မှာပရည်တွေတွန့်တာတွေအရေးကြောင့်တွေဖြစ်တာတွေဒေါက်တာတို့တွေဖြစ်လာနိုင်တဲ့အပြင်ကိုမျက်နှာမှာဒေါက်တာတို့မလိုချင်တဲ့အမဲဆက်တွေဖြစ်လာနိုင်တယ်နောက်ပြီးတော့ဒေါက်တာတို့တွေမျက်နှာအသားအရောင်တွေကမညီတာတွေဖြစ်လာနိုင်တယ်ပေါ့နော်မျက်နှာအသားအရောင်ဒေါက်တာဆိုရင်ငယ်တော့ကရေကူးတော့ကပေါ့နော်ရေကူးတော့ကအဲ့ဒီတော့ငယ်သေးတော့ဘာ sunscreen မှလည်းမလိမ့်ဘူးလိမ့်ရကောင်းမှလည်းမသိဘူးပေါ့နော်တနခါပဲလိမ့်တတ်တယ်နောက်ပြီးကိုယ့်ရဲ့မျက်နှာကဖြည်းဖြည်းနဲ့အစီပြန်လာတဲ့အခါမှာတနခါတွေလိမ့်တယ်နောက်ပြီးရေကူးသွားတဲ့အခါမှာနော်နေတွေရေတွေလေတွေနဲ့အဲ့ဓာတွေကြောင့်မျက်နှာအသားရည်ကနော်အရန်ကိုမဲတူးပြီးတော့ပေါ့နော်နေလောင်တာပေါ့နော်နေလောင်တာတွေဖြစ်လာတယ်နောက်ပြီးတော့အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဒီမှာမှဲကြောက်လေးတွေပို့ပြီးတော့အဲ့ငယ်တော့ကစပြီးဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေဖြစ်လာတယ်အဲ့ဒီခါမှာမျက်နှာအသားရည်ကလုံးဝအရောင်ကမညီဘူးပေါ့နော် GFT sunscreen ကိုစနစ်တကျမသုံးခဲ့တဲ့အထိကိုမျက်နှာအသားရည်ကအရောင်မညီခဲ့ဘူးပေါ့နော်အဲ့တော့မဲတဲ့နေရာမဲနေတယ်ဖြူတဲ့နေရာဖြူနေတယ်အဲ့လိုမျိုးပေါ့နော်ဒီဘက်ဘေးတွေဆိုရင်အရောင်မညီတာမျိုးတွေအဲ့လိုမျိုးလေးငယ်တော့ကဆိုအရန်ကြုံရတယ်ပေါ့နော်ဆိုတော့အဲ့ဒီတော့ဒီ sunscreen မလိမ့်တာတွေကဒေါက်တာတို့မှာအကျိုးဒီဆိုးကျိုးတွေဒေါက်တာတို့မှာအများကြီးရှိတယ်တဲ့ပေါ့နော်အားကြောင့်မို့ sunscreen ကိုမဖြစ်မနေလိမ့်ကိုလိမ့်ရမယ်လို့ပြောချင်တယ်ပေါ့နော်အဲ့တော့ sunscreen လိမ့်တဲ့အခါမှာနံပါတ်1အမှားအများဆုံးကဘယ်လိုမျိုးလဲဆိုတော့ sunscreen လိမ့်တော့လိမ့်နေဒေါက်တာရေးဒါပေမဲ့အပြင်ထွက်တဲ့နေ့မှာလိမ့်နေအိမ်ထဲမှာနေမလိမ့်ဘူးပေါ့နော်အိမ်ထဲမှာနေတနခါလိမ့်ချင်လိမ့်မယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒါကလည်းမှားရင်းတဲ့
အချက်တစ်ခုပဲပေါ့နော်အဲ့တော့ sunscreen ကိုအပြင်ထွက်မှလင်းရမှာမဟုတ်အိမ်ထဲမှာနေတဲ့ဒေါက်တာတို့ကလင်းကိုလင်းရမှာပေါ့နော်အဲ့တော့အလွယ်ပြောရမယ်ဆိုရင် sunscreen ကိုအင်ကြီးဝတ်နေတဲ့၍ကိုအင်ကြီးဝတ်နေတဲ့၍နေ့လည်ဘက်ကိုအင်ကြီးဝတ်နေတဲ့၍ sunscreen ကိုလင်းကိုလင်းရမယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့မျက်နှာကိုကိုကဘာမှမကာထားလို့မရဘူးပေါ့နော်ဆိုတော့အိမ်ထဲမှာနေရင်လည်းလင်းကိုလင်းရမယ်ဘာဖြစ်လို့လဲဆိုတော့အိမ်ထဲမှာနေတဲ့အခါမှာလည်းဒေါက်တာတို့ပတင်းပေါက်နာတွေကနေနေအောင်ကြီးကကိုယ်စီကိုရောက်နိုင်တာရှိနိုင်တယ်ဒီ UV နော် raise တွေကဆိုလို့ရှိရင်မှန်ကိုဖောက်ပြီးတော့ဒါတို့အသားရည်ရောက်ရှိနိုင်တယ်နောက်ပြီးအခါကျတော့နေရောင်ခြည်ကလေကိုထင်တာကနေရောင်ခြည်ကတိတ်မပြင်းဘူးပေါ့နော်ကိုအခုဒီစောင်းတွင်းဆိုလို့ရှိရင်နေရောင်ခြည်ကအဲ့လောက်မစူးပါဘူးဒါမှမဟုတ်မိုးတွင်းဆိုလို့ရှိရင်လည်းမိုးအုပ်နေတဲ့မိုးရွာနေတဲ့နေရမလောင်တော့ပါဘူးနေရောင်ကြီးကအဲ့လောက်မပြင်းပါဘူးဆိုပြီးတော့ sunscreen ကိုကြော်ပြစ်ကြတယ်တချို့ကလည်းပြင်းကြတယ် sunscreen အဲ့ခါကျတော့ကိုလိုချင်တဲ့အသားရည်လေးကိုလုံးဝမရနိုင်ဘူးနောက်ပြီးတော့ကို့မှာဖြစ်နေတဲ့အသားရည်ပြဿနာတွေလည်းတက်တာတော့မဟုတ်ဘူးเนาะဒီ sunscreen မလိမ့်လို့ရှင်အဲ့တော့ဒါတော့အိမ်ထဲမှာနေလဲလင်းရမယ်အိမ်ထဲမှာနေချစ်ဆုံးတို့ကဘယ်လိုမျိုးလဲဆိုတော့ကိုအိမ်ထဲမှာနေပေမဲ့လည်းနေရောင်ကြီးကကိုယ့်စီကိုရောက်နိုင်သေးတယ်เนาะနေရောင်ကြီးနှုတာပဲဖြစ်ဖြစ်เนาะနေရောင်ကြီးနည်းနည်းပဲဖြစ်ဖြစ်ကိုယ့်စီကိုရောက်နိုင်သေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုကကာကွယ်ထားမယ်လုံးဝအလုံးပိတ်ပြီးတော့အမှောင်ချပြီးနေเนาะတစ်မျိုးပေါ့เนาะဆိုတော့အလုံးပိတ်အမှောင်ချနေရင်တောင်မှဘယ်ကနေပြီးတော့တော်တော်တင်းတိတ်တွေကဖြစ်စေနိုင်တယ်လဲဆိုတော့ phone screen ကလာတဲ့ဒီအလင်းရောင်လေးနောက်ပြီးတော့ TV ကလာတဲ့အလင်းရောင်လေးဒါမှမဟုတ်ကွန်ပျူတာလာတဲ့အလင်းရောင်လေးဒါမျိုးတွေကလည်းကိုယ့်မျက်နှာအသားရည်လေးထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မလို့ကိုအိမ်ထဲမှာနေလဲလင်းရမယ်ပေါ့နော်နောက်တစ်ခုကအိမ်ထဲမှာနေတယ်မလိမ့်ဘူးကအပြင်ထွက်တော့မှလိမ့်မယ်ဆိုပြီးတော့နောက်လောက်ကြတဲ့အခါမှာဘယ်လိုမျိုးလဲဆိုတော့တကူးတကကြီးပြန်မလိမ့်ပြကြတော့အခုပဲအိမ်ထဲမှာနေတယ်ခဏနေအိမ်ပြင်ထွက်တယ်လိုမျိုးတွေတကူးတကမလိမ့်ပြတဲ့အတွက်ကြောင့်ဒါကတော့ဘယ်လိုမျိုးပဲအားလုံးကိုအကြံပေးချင်လဲဆိုတော့မနဲ့မိုးလင်းတာနဲ့မျက်နှာတစ်ပြီးတာနဲ့เนาะကိုလောက်ရမယ့် skin care step တွေကိုယ့်ရဲ့အသားရည် line skin care step တွေလုပ်ပြီးအခါကြလို့ရှင်နောက်ဆုံး skin care အနေနဲ့ sunscreen ကိုနေရောင်ကားတဲ့ sunscreen ကိုမဖြစ်မနေလိမ့်ကိုလိမ့်ရမယ်ပေါ့เนาะအဲ့ဒါပြီးမှကို makeup လိမ့်မလားတနခါလိမ့်မလားကြိုက်တာလိမ့်ပေါ့เนาะကိုသားရင်နဲ့ပတ်သက်တာတွေကိုလိမ့်မှာအဲ့ဒါကြောင့်မလို့ every single day မှာဘယ်လိုနေ့မှာပဲဖြစ်ဖြစ်ကိုက sunscreen ကို link ကိုလင်းရပါမယ်ဒါကလုံးဝ skin care step မှာကြော်လို့မရတဲ့အဆင့်ဖြစ်ပါတယ်ကိုမှအသားရည်ပြဿနာပါရဲ့ဖြစ်ဖြစ်မဖြစ်နေတာပဲဖြစ်ဖြစ်ကို link ကိုလင်းရမှာ sunscreen မှာပဲဆိုတော့ sunscreen မလိမ့်လို့ရှိရင်အခုမသိတာတဲ့နောက်မှာအသက်ကြီးလာတဲ့အခါတကယ်ကိုသိတာလာလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီကြမှာနောက်လိုက်ရပြီး sunscreen တွေကောက်လိမ့်နေလို့ဖြစ်ပြီးသားဟာတွေကကိုကခတ်တယ်ပေါ့ထပ်မဖြစ်အောင်လည်းကောက်ွယ်လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက sunscreen ကိုရွေးချယ်တဲ့အခါမှာဘယ်လိုရွေးချယ်ရမလဲဆိုတော့ the right ပေါ့နော် sunscreen ကိုအသားရည်အတွက်အကောင်းဆုံးအသင့်တော်ဆုံး sunscreen ကိုရွေးချယ်တယ်ကိုအရေးကြီးရပေါ့နော်ဘယ်လိုမျိုး sunscreen လဲဆိုလို့ရှိရင် data ကတော့ brand တွေကိုညွှန်းတာမျိုးထက်ပေါ့နော်ဆိုတော့ data က SPF က30နဲ့အထက်ဒါမှမဟုတ် PA ပေါ့နော်SPF နဲ့ PA နဲ့နှစ်ခုစလုံးပါရမယ်နော်အဲ့ဒါမှာ broad spectrum ပေါ့ SPF က30နဲ့အထက်PA ကကြတော့ 3+ ဒါမှမဟုတ်ပေါ့နော် 4+ အဲ့လောက်ရှိတဲ့ sunscreen ကိုရွေးချယ်ပြီး data တွေလိမ့်တင်တယ်ပေါ့နော်အဲ့တော့ဒါအမျိုးသမီးတွေအတွက် data ပြပြမယ်ဆိုလို့ရှိရင်ဒီမှာ dataအခုလက်ရှိပေါ့နော်တော်တော်များများကိုဒါ recommend လုပ်နေတဲ့ sunscreen တွေရှိရပေါ့နော် SPF က50နဲ့ PA က3လုံးပါပါတယ်ဒီမှာ sunscreen ကဒီလိုဖြစ်နေမှာကြည့်ဆိုတော့အဲ့ဟာလေးကကြည့် SPF က50နော် SPF 50 PA 3+ ပေါ့နော် SPF 30 PA က3လုံးအနည်းဆုံးပါတဲ့ sunscreen လေးကိုရွေးချယ်ပြီးလင်းရမယ်ပေါ့နော်အဲ့ဒါက the right product ပေါ့နော်အဲ့ဒီထဲမှာ data ကအခုဘာလေးပြပြချင်လဲဆိုတော့ဒီ sunscreen လေးကို data တော်တော်များညှို့ပေးလေးရှိရပေါ့နော်ဒါကဘသူတွေမှာ data ချစ်ဆုံးလို့ data ကဒါကိုတကယ်သုံးပြီးတော့အရန်ကောင်းလို့အရန်ကြိုက်လို့ပေါ့နော်အဲ့လိုညှို့ပေးဖြစ်တဲ့ဟာတွေရှိရပေါ့နော်ဒါပေမဲ့ဒါအသားရည်တိုင်းအတွက် data ညှို့ပေးလေးမရှိဘူးအရင် sensitive ဖြစ်တဲ့သူဆိုလို့ရှိရင်တော့ဒေါက်တာစီမှာလာပြီးတော့တယောက်ချင်းစီတိုင်ပြီးဆွေးနွေးပြီးတော့မှလိမ့်တင်တယ်ပေါ့နော်အဲ့တော့ဒီ sunscreen လေးကကြာဒေါက်တာကအရင်ကြိုက်လို့ဒါပစ္စည်းတောင်ပြတ်သွားပြီပေါ့နော်ပစ္စည်းတောင်ပြတ်သွားပြီးတော့ဒေါက်တာဘယ်တော့တောင်မှလိမ့်ထားလဲဆိုတော့မှကြည့်အကောင်လုံးကအကတ်တက်ဒေါက်တာကိုယ်တိုင်နှိမ့်နဲ့ချီပြီးတော့ဆွဲလိမ့်တဲ့ sunscreen ပေါ့နော်ဆိုတော့ဒီဟာလေးပဲအရင်ကြိုက်တယ်တခြားဟာတွေလည်းသုံးခုတယ်ဒါပေမဲ့ဒီဟာလေးက number 1အကြိုက်ဆုံးပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့ဒါလေးကိုချစ်ဆုံးလို့ဒါညှို့ပေးဖြစ်တာပေါ့နော်ဒါတော်တော်လေးကြာပြီး stock တွေအောင်ပြတ်ပြီးတော့ဒါတော့ကိုယ်တိုင်အကုန်လုံးအခွန်နဲ့အကုန်ကလော်ပြတ်လိမ့်ထားပြီးပေါ့နော်အဲ့ sunscreen ကအရန်ကောင်းတယ်သူက essence type ပေါ့နော် essence type ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါတို့ကနော်သူက light weight ဖြစ်တယ် light weight ဖြစ်တဲ့အခါမှာပေါ်ပါတယ်အရန်မထူနေဘူးမပြစ်နေဘူးနောက်ပြီးတော့သူ
သူကအဖြူ white cast ကြီးပေါ့နော်လိမ်ပြအခါမှာဖြူဖြူကြီးတွေမကြမ်းနေခဲ့ဘူးနောက်ပြီးတော့ makeup လိမ်တဲ့အခါမှာ makeup base နေနဲ့ essence type ကကောင်းတယ် makeup ပြတာတွေကွက်တာတွေမဖြစ်ဘူးပေါ့နော်အဲ့တော့ essence sunscreen တွေဘယ်သူတွေအတွက်ဘယ်လိုအသားရည်အတွက်ကောင်းတယ်ဆိုတော့ oily skin ပေါ့နော်အစီပြန်တဲ့အသားရည်ဒါဆိုအစီပြန်တဲ့အသားရည်ဆိုတော့ဒါတို့လိုအစီပြန်တဲ့အသားရည်နောက်ပြီးတော့ acne prone ပေါ့နော် acne prone ဆိုတာကဝက်ချန်ထွက်လွယ်တဲ့အသားရည်အဲ့ဒါတွေအတွက်ကိုဒီ sunscreen တွေအရင်ကောင်းတယ်